ဟုတ်ကဲ့ကျွန်တော်နာမည်ကျော်စိုးဦးပါရန်ကုန်ယူနိုက်တက်မျိုးသမီးတွေရဲ့နေပါချုပ်ပါခင်ဗျာဟုတ်ကဲ့ရာသီကြိုပြင်ဆင်မှုအနေနဲ့ကျွန်တော်တို့ကတစ်လ20 တစ်လရတယ်နောက်ကကျတော့လူဟောင်းရောင်း20ရေလူတစ်9ယောက်နဲ့ပြင်ဆင်ထားပါတယ်ခင်ဗျာရန်ကုန်နဲ့မျိုးသမီးတွေကတော့အမြဲတမ်းချန်ပီယံကိုမျှော်လင့်နေပါတယ်နောက်ကပလေယာတွေကလည်းအရန်ကြိုးစားပြီးတော့ချန်ပီယံအရန်ဖြစ်ချင်တဲ့စံနာတွေရှိနေတယ်ကျွန်တော်တို့ကလည်းအရန်နီးပြတဲ့အုပ်ချုပ်သူပိုင်းကလည်းချန်ပီယံဖြစ်ဖို့အတွက်အမြဲတမ်းကြိုးစားနေတယ်မျှော်လင့်နေပါတယ်ခင်ဗျာကျွန်တော်တို့ကရန်ကုန်ယူနိုက်တက်ကလေးတွေနဲ့ဖွဲ့စည်းထားတာပေါ့လူငယ်အများစုနဲ့ဖွဲ့စည်းထားတဲ့ပြည်သက်အင်အားအရန်အရေးကြီးပါတယ်ကျွန်တော်တို့လည်းစူးစမ်းပါမယ်ပြည်သက်တွေဘက်ကလည်းလာအားပေးဖို့ကျွန်တော်ညှိနှိုင်းရက်ခံပါတယ်ခင်ဗျာ